ရှိတာနဲ့ရောင်ရဲရမယ်လို့မပြောဘူးရတာနဲ့ရောင်ရဲရမယ်လို့ပြောတယ်ရှိတာနဲ့ရောင်ရဲမယ်ဆိုရင်ဘယ်တိုးတက်ကြီးပွားမှာလဲမြတ်စွာဘုရားတိုးတက်ကြီးပွားမှုကိုဘယ်တော့မှမပိတ်ပင်ဘူးဟုတ်လားရတာနဲ့ဘာကြောင့်ရောင်ရဲရမှာလဲဆိုတော့ကို့မှာရနေတာတွေဟာကိုယ်နဲ့ထိုက်တန်တာတွေကိုရတာနော်ကိုယ်နဲ့ထိုက်တန်တာကိုရတာဗျဘာနဲ့ထိုက်တန်တာလဲဆိုတော့ကိုယ့်ရဲ့ကံကိုယ့်ရဲ့ဉာဏ်ကိုယ့်ရဲ့ဝရိယနဲ့ထိုက်တန်တာကိုရထားတာတရားနဲ့တန်လို့တရားပဲရတာအဲ့ဒါတသိမ့်မရခြင်းနဲ့လေအဲ့ဒါကျန်တာတွေအတွက်အဲ့ဒါအတိလောဘဖြစ်တယ်ဟုတ်ရဲ့လားကိုကတရားတန်ကံရှိတယ်တရားတန်ဉာဏ်ရှိတယ်တရားတန်ဝရိယရှိတယ်ဆိုရင်တရားရမှာပေါ့တရားတန်ပဲအရင်အနည်းအကြောင်းတရားစိုက်ထုတ်ခြင်းပြီးတော့1000ရခြင်းတယ်ဆိုရင်သိလိုက်ရင်ပါလေ900လောက်အဲ့ဒါလောဘဖြစ်နေဟုတ်ရဲ့လားဒါကြောင့်1000တန်ရခြင်းတယ်ဆိုရင်1000တန်အရင်ဒီစိုက်ထုတ်လေ1000တန်နဲ့တန်တဲ့ကံဖြစ်အောင်လုပ်1000တန်နဲ့တန်တဲ့ဉာဏ်ရှိအောင်လုပ်1000တန်နဲ့တန်တဲ့ဝရိယရှိအောင်လုပ်ဟုတ်လားဒါကြောင့်ကိုယ်ရတာနဲ့ကျင့်တတ်တယ်ဆိုတာအင်မတန်ကျယ်ဝန်းတဲ့အဓိပ္ပာယ်ကဟုတ်ရဲ့လားအဲ့ဒီတော့ကိုကဒီလောက်တန်လို့ဒီလောက်ရတယ်ကိုလောက်ကြီးရခြင်းတယ်ဆိုတော့ကိုရမှာတဲ့လားမရပါဘူးဗျကိုနဲ့တန်တာပဲကိုရမှာကိုအကြောင်းရှိတဲ့လောက်ပဲကိုရအကြောင်းဆိုတာကအတိတ်အကြောင်းရှိတယ်ပြစ္ဆုတ်ပံအကြောင်းရှိဟုတ်ရဲ့လားအတိတ်အကြောင်းတစ်ခုတည်းသာအကြောင်းလို့မယူဆနဲ့နော်တချို့လူတွေကပြစ္ဆုတ်ပံမှာစီဝါရေးသိပ်ပြီးတော့မပြေလည်ဘူးဆိုရင်တို့ကအတိတ်ကံကိုကညံ့လာဘူးသေချာတယ်အဲ့ဒီလိုပြစ္ဆုတ်ပံကံမှာညံ့တယ်ဆိုတာမြတ်စွာဘုရားကပစ္စည်းဥစ္စာပေါ်ဖို့ဆိုတဲ့နေရာမှာလေအာလဝကသုတ်တံကိုလေ့လာကြည့်စေခြင်းတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားပစ္စည်းဥစ္စာပြည့်စုံခြင်းလို့ရှိရင်ပို့လုပ်တဲ့အလုပ်ကိုကျွမ်းကျင်ရပို့လုပ်တဲ့အလုပ်ကိုတာဝန်ကြီးတည့်ရလို့သဘောထားရတယ်ပို့လုပ်တဲ့အလုပ်ကိုတကယ်လုံးလစိုက်ပြီးတော့လုပ်ရမယ်အဲ့ဒါဆိုရင်ပေချာပေါက်ကြီးပွားတယ်လို့ဟောတယ်နော်တခါကြီးမိုင်းများအတိတ်ကမလိုဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်ပစ္စည်းဥစ္စာရှာဖွေတဲ့နေရာမှာပြစ္ဆုတ်ပံလေလာမယ်လိုက်စားမယ်အဲ့ဒါနဲ့အညီကျင့်သုံးမယ်ဆိုရင်ပေါ်ကိုပေါ်နိုင်တယ်ဒါမြတ်စွာဘုရားဟောတာပါနော်အရာရာအတိတ်ကံကြီးတွေပဲလို့ယူဆမယ်ဆိုရင်ပုဗ္ဗေကတဟေတုဒိဋ္ဌိဖြစ်တယ်လို့ဟောဒီပိတကြီးကြားဖို့လောက်ပါတယ်ဒီလောက်ညံ့မယ်မထင်ပါဘူးအဲ့ဒါဒိဋ္ဌိတောင်ဖြစ်တယ်နော်ဒါကြောင့်ကိုရတာနဲ့ကျင့်တတ်တယ်ဆိုတာရတာနဲ့ကျင့်တတ်ရမယ်ရတာနဲ့မကျင့်တတ်တော့ရောအပူတွေကရလာမှာတဲ့လားမရပါဘူးမောတာပဲရှိအဲ့တော့ကိုရခြင်းတလောက်ရသလားကိုရတာနဲ့တန်တလောက်ပဲတနည်းအားဖြင့်အကြောင်းရှိသလောက်ပဲရမှာလားအကြောင်းရှိသလောက်ပဲရမှာဗျဟုတ်လား